သူ့လားโอเคအရင်တော့ပြီလားနော်သူ့အနိုင်ရပြီဟုတ်ပြီအဲ့ဒါကိုလိုချင်တာအစိုးရချွတ်တာပါလား6ချက်ပြိတ္တတွေလည်းမရှိတော့ကွာပြိတ္တတွေအကုန်တော့ကုန်ကြပြီ6ချက်ကဲကြိုက်တာနဲ့ဟမ်ကြိုက်တာနဲ့အဲ့ကြိုက်တာနဲ့တော့လို့ရလားတဲ့ဒီကောင်ဘာလဲရှာနဲ့တော့မလားဘာနဲ့တော့ချက်လောက်နေပဲအဲ့ခြေခွင်လေးရဒူးလေးခြေခွင်ပြီးတော့လားခြေခွင်မရဘူးတက်တော့ကြော်နေပြီလား6တစ်ချက်ရခွန်းနိုင်ဝိုင်းအဲ့ဟုတ်တယ်ဟာနောက်တစ်ဆင့်တောက်အောင်ကဲနောက်နှစ်မပြီးသေးဘူးနော်ခဏနေမင်းဆောင်ကြမ်းမှာတန်းဦးနဲ့ငါမြို့ပိုင်းဝမ်းတဲ့ပြီ3000ရှိတယ်ဟာကဲလို့ဟာရဒီကောင်ချစ်ဟာရမင်းတို့ငါကောင်ဘာလို့ငါရောက်ငါတည်မို့သူတို့မို့ပွဲမစားခင်တည်းတော့သူ့ယူလိုက်တယ်ဟာဆရာကြီးလားမသိဘူးလို့ငါသူတို့ပဲလားโอเคအဲ့ဒါနဲ့စိန်ခေါ်လိုက်တော့လို့စိန်ခေါ်ဟုတ်လေမင်းကဖုတ်တယ်လို့မင်းကမနိုင်ရဘူးလို့မင်းကမနိုင်ရဘူးမင်းကတော့လေးတက်တော့ငါတင်ပြရတယ်မဟုတ်သေးဘူးမင်းကလည်းဒီကောင်မင်းရှုံးပေးမှာလားပေးပါမင်းဘယ်နဲ့ချက်လောက်ရမှာလဲအချက်အဲ့တေချာမသိဘူးခံမန်းကြီးပြောကြည့်9ချက်10ချက်အဲ့လောက်တော့ဒီရှောက်ဘယ်လောက်9ချက်6ချက်အဲ့လောက်တော့ရအောင်ဆက်ရမယ်နော်မင်းရောဒါအဲ့လောက်ပါအဲ့လောက်ဒီကောင်ရှုံးမယ်ပါရှုံးအဲ့ဒါငါတော့ပြတယ်မတော့နဲ့တော့လေလုပ်ပြရပါဦးအော်လာမအော်တော့ကိုယ်နဲ့တွေ့โอเค1 2 3ချောဟိုရှစ်အော်ကဲပါပြရလက်ခုပ်တီးပြလိုက်အောင်ရှစ်ချက်ခဏရဆက်မှန်တယ်ကဲမင်းဒီဘက်လာရှစ်ချက်နော်ရှစ်ချက်ကိုကြောโอเคဟုတ်တယ်ဘယ်ရရှိတယ်ငါခုနနိုင်ဝိုင်းလူကြီးပြန်ဖိုက်မယ်လားကဲမျိုးနဲ့တော့နိုင်တဲ့လူကတန်းအောင်နဲ့3000ဒီမှာနိုင်တဲ့လူကစုငွေမရအောင်နော်ဟဲ့စုံစမ်းစီပေးစုံစမ်းโอเคမင်းနိုင်တယ်ဘယ်သူရင်တော့မှာနင်တို့နိုင်တဲ့လူကတန်းအောင်နဲ့တော့မှာနော်ဆန်းလို့ရဆန်းမလားစားတော့မလားဆန်းအောင်မလားဟမ်โอเคစ1 2 3 4ဟုတ်တယ်5 6 9 10ဟုတ်တယ်9ဟုတ်တယ်10 17ဟုတ်တယ်12 13 14ဟောလက်ကလည်းဟဲ့14ချက်မင်းတို့ဒါကဆောင်လုံးမှာလောလောဆယ်အများဆုံး14ကဲ1 2 3 4 5 6ရတယ်ခွန်အေးစ8 9 10ဟုတ်တယ်17 12 13မရအောင်နော်သိကြလားโอเคကဲနောက်ဆုံး final ဟုတ်တယ်13ချက်ပဲရအောင်နော်ဘာငါဆရာနော်သူ့အနိုင်3000ရပြီဟိုနည်းနည်းပါဟဲ့ခဏနည်းနည်းပါဟိုငါတို့လက်ဝတ်ထိုးကြတယ်သူနည်းနည်းပါတရားတရားနည်းနည်းချင်းဆိုင်နေလေကွာနည်းနည်းပါတုတ်တယ်လက်လေမရှိနဲ့လေကွာအတီးမကူချင်းပါနဲ့တိုက်လာနဲ့ဆုံးဆန်စီမင်းနိုင်တာဘယ်သူတော့မှာဟိုသူနိုင်တာလေရောကဲခဏဒီဘက်ဟိုဘက်တော့ဒီဘက်နဲ့အဲ့လိုခဏလေးမလေးနည်းနည်းအစလားအစိမ်လားနည်းပြောလေစားတော့မှာလားစိမ်ပြီနော်โอเคတော့အေးစေးပဲโอเค3000ကဲနိုင်လို့3000ရမယ်နော်အဲ့တော့လက်ခုပ်လေးနဲ့ရင်ဒီဘက်ဘူးမှလည်းမရှိလက်ခုပ်တွေโอเคလို့1 2 3 4 5အော်ပြန်တော့အဲ့ဒါတော့မင်းစိတ်လို့ကြောက်လဲဟဲ့မင်းပြန်ပြီးတော့တယ်တော့3 4 5 6 9 easy 8 9ဟုတ်ပြီ10 17ပြည့်12 13 14 15 16 19 18 19 20 21 22 30ကဲတောင်းလာလားကြားလို့ရကဲ30ခြေကုန်လေးနဲ့ပဲ30အေးစီအငင်းညသူနှစ်ခါတော့တာမင်းလည်းရှုံးနှစ်ခါပေးတော့မယ်လို့အဲ့ဒါငါတော့မင်းနှစ်ခါတော့မလို့နဲ့ငါတော့လို့မလို့ ready နောက်ဆုံးကဲစိုက်လားစောင်းပါနေဆန်းလိုက်ပါဦးမင်းခြေတော့ငါတည်ဆန်းလိုက်ညမဟုတ်တော့စောင်းပါလားโอเคစပြီအားလုံးပဲ ready 1 2 3
ကဲနောက်တစ်နော်တယောက်နဲ့တင်ဟုတ်လားဟဲ့ခြေခုံနဲ့ပဲလို့ဗျရင်ခုံနေရလားခဏအနေနဲ့ပေါ်ဆက်တယ်ကွာဟဲ့3000တော့ငါတခါလေးမှပေးမှာ နေစားပြီ ထိုင်နော်စတက်စ မရတော့ လူနိုင်ပါနာမည်ဟမ် စင်မင်းလုံး ကဲအနေရရှိသွားတော့ဒီမင်းဆုံးဖြစ်ပါတယ်ညလက်လေးမြောက်ပေးလိုက်မဆုံးငယ်ပေးလိုက် ကြဲ เดือน1000 1000မင်းစုချိမြဲတယ်ကွာမင်း ချင်းမလဲ ဟဲ့ရဟုတ်လားကဲအားလုံးလက်ခုပ်ဘောလုံးကပဲညမှာတော့ အဲ့တော့ဝေလူကြော်မှလည်းချိန်ပြီးတော့တငယ်ချင်းတွေ ဟဲ့မင်းကငါဘယ်နေရာမှာလဲဆော့ပဲဘာဝေလူကြော်တွေစူးစံလုံနေ ဘောလုံးကတွေးနေရမှာ ကိုရင်တပိတ်မောက်နေကိုရင်တပိတ်မောက်နေဘယ်နေရာမှာဆော့ရတယ် ဒါကြီးလေဘောလုံးကန်တာပေါ့ကြာ ဟမ် ဘောလုံးကန်တာ အရှိလားနောက်လားဘိုးသမားလား ဒါဗဒန်းလောက်ပဲဆို ဘယ်တန်းဆော့ရလဲဘယ်သူ့ကြတယ်ဘောလုံးကဘယ်သူ့ကြိုက်ဆောင် ဘောလုံးသမားထဲမှာအကြိုက်ဆုံးကနေမှာ နေမှာโอเคဒါတော့ကျွန်တော်တို့နော်ချန်ပီယံဖြစ်ပါတယ်အဲ့မင်းတို့ချန်ပီယံနဲ့လက်ခုပ်တီးပေးရအောင်လေမင်းတို့ကလည်း တက်ခွင့်ရရင်လို့ အဲ့မဟုတ်ကြီးတယ်โอเคဆိုတော့ကလေးတွေမုတ်စားခြင်းလဲရောက်နေပြီပေါ့နော်ဆိုတော့ကျွန်တော်မုတ်လေးစားပြီးတော့ကျန်တဲ့စီစဉ်လေးကျွန်တော်ထပ်လာမှာဖြစ်ပါတယ်ကျေးဇူးပါ မမိုးရမယ်တဲ့ ဟိုရနော်ထိရလူ9000ရမယ်လေနော် ဒီ9000နဲ့ ကဲကျွန်တော်တို့အခုကတော့ ဘယ်မှာမပြော ဒီတစ်ခေါက် challenge ကတော့ကျွန်တော်တို့အုတ်နီကဲလေးပေါ့နော်ဒီမှာကျွန်တော်တို့ဟိုပေါ့ဂိုးတန်လေးပိုင်းမရှိတော့ဂိုးတန်ရှိလဲကျွန်တော်ကုန်ပါဒီက skill တွေကမနေဘူးနော်ဆိုတော့ဟိုအုတ်နီကဲလေးထိရလူကျွန်တော်တို့စုငွေ9000လေးပေါ့နော်ဒီကဟိုပါလေပေါ့ဟိုပါလဲပါတယ်ပရိုက်တာဥက္ကဋ္ဌလည်းပါတယ်နော်နော်အကုန်ပါတယ်ဆိုတော့ဒါဘယ်လိုကမ်းရမလဲဆိုတော့တန်းဦးကပြပေးမယ်သူကနီးစနစ်လိုတယ်နော်6တော့ကိုဘယ်နာကမ်းမလဲတခါသူတို့ရှင်းပြလဲအကိုလုံးမမတ်ပါ ကျန်တော့ ရနောက်ကဆက်ဆောက်လို့ကောက်ခိုင်းလိုက် ကောက်ထားအဲ့ဒါ မလေးကောက်ထားထိမှမဟုတ်ဘူးကြိုသိလို့ကိုဘုတ်တွေလဲသွားမှာဆိုလို့ဘာ ဘောလုံး ငါလည်း လို့ကွာ ဘာမှမဆိုင်ငါထိဘယ်လောက်ပြီးမှတောင်းငါထိဘယ်လောက်ပြီးရကဲလားကိုလို့လားမဟုတ်ကျွန်တော်ပြချင်တာအဲ့လိုမကန်နဲ့လို့ပြချင်တာနော်ကဲလားได้နော်နည်းနည်းများနေကြလို့ခုနကလေတော့တာနော်နိုင်သွား နိုင်ပါဘူး နော်ခုနကလေတော့တာနိုင်သွားကိုဟိုအဲ့ဒါလေးဟိုဘက်မှာထောင်ထားလိုက်ပါခဏလေး ဟုတ်ကဲ့ပြီနောက်တစ်ခါကကြည့် နောက်ကင်မရာထိဘာမှဖြစ်ဘူးရောအာဒီဆောက်တယ်လေ ယူရ လော တော့ဝေးတယ်ကွာ အနေကန်တော့မဆာအေးအဲ့လိုတော့ဘာဟိုဘက်ကရိုက်နေလေဒီဘက်ကိုထင်အောင်ရပါဘယ်တန်းလားဟုတ်တယ်နာမည်လေး ဟမ် နာမည် လဲတဲ့ပိုင် ။မင်းကငါသိတယ်မင်းကဖြစ်တယ်ရှိတယ်။你少的人嘛，အောင်ဖုံးစင်အောင်ဖုံးစင် မရတာနော်ထိတောင်းရမယ်လေမထိထိုင်တာ9ခါလောက်လို့လေကွာနည်းနည်းပြော အဲ့လို ဟဲ့မရအောင်ဒီမှာမြို့မှာပေးထားတယ်နော်ထိုင်တာ9ခါထိုင်တာ9ခါတေချာလက်ခံတာထိုင်တာ9ခါမထိโอเคတော့လက်ခံနော်โอเคဟဲ့မရအောင်ချက်ကန်းသာရှိသေးတယ်မင်းကမင်းမစွမ်းရမှာရလူမစွမ်းရမှာနတ်မမယ်လေ မမအောင်ဒါလည်းမရှိ မရှိ ဘူးအားလည်းမရှိဘူး โอ้ကဲထိုင်တာ ငါက ဒီဘက်လေဟဲ့ ဒီဘက်အော်ဒီဘက်အာ အေးနေဆွဲ ဆွဲအောင်ပါ ဆွဲအောင် ကြည့်အောင်ကြည့် မချင်နဲ့ထက်ကန်လို့ရနော်ဘယ်ထိုင်တာစိန်ခေါ်လား9000 1000 လာလေ 9000 1000ပဲဟာယူမှာအပျော်ပေါ့ 1000ဝယ်ယူမှာ 1000ယူမထင်ထိုင်တာ9ကန် ငါခါလောက်ရမှာ โอเคဟောနော် challenge တော့သူကဆိုသွားမှာပဲ challenge ကတော့ဟိုနည်းနည်းဟိုအရင်အဆန်းဒါကြောင့်ဥက္ကဋ္ဌဆိုတော့ဒါ pride ဥက္ကဋ္ဌဆိုမို့အဆန်းဆိုဘုံနဲ့ပြပြငါဒီ6တောက်လေးနည်းနည်းလွှဲပြတယ်လေနည်းတလုံးမထိနဲ့လွှဲပြဟုတ်တယ်ရှိတယ်ဥက္ကဋ္ဌ ငါခါလောက်ရ ။ညနေမဆွဲပါနဲ့ဥက္ကဋ္ဌကျတော့အသက်ငယ်တော့ ရပါတယ်ဘလို့လွတ်ငါခါပြေးရပဲ ဒီကလည်းရှိသေးတယ် ငါခါပြေးပြီ ။ဘယ်သူမှလည်းမထိဘူး။ဟာနော်။အခုနရှောက်ကန်နေဖြည်းဖြည်းလေးထိတ်ကန်ထိတယ်ဘလို့ကန်လဲ။လဲ။နိုင်ထုတ်ရမယ်။ โอเค ဟော ကျေးဇူးနော် ကဲကိုင်းနေမကန်လားလား
ရောကဲနော်ဘာပြောအခုအချိန်ကြီးကန်လာထိတော့ဆိုလို့ငါတယောက်ပဲရှိသေးတယ်နော်ရောငါပြောမယ်မင်းကအကျင့်ငယ်ပြငါထိထားတာဆိုတော့ဟုတ်မယ်ကွာဟဲ့ဘာမှချိန်နဲ့ခြေခွန်လေးနဲ့ဖြည်းဖြည်းလေးဒီလေးတိုးလိုက်အားနဲ့မလို့တော့ထိပါမယ်မြို့စမ်းကြည့်လိုက်ဒီလိုလေးပဲတွန်းမကန်နဲ့ဖြည်းဖြည်းလေးပဲတွန်းโอเคကြည့်လိုက်ငါပြောနော်ဟုတ်နော်ငါပြောတဲ့အတိုင်းလှုပ်လို့ဖြစ်သွားနော်ငါရှေ့မှာငါထိထားတာကွာအုတ်ထုတ်ယူလေကွာမင်းကလေ1000ရမယ်ဟုတ်တယ်နော်နော်အုတ်ထုတ်လေးတော့ရလိုက်မယ်ကျေးဇူးပါလေမင်္ဂလေးမထိထိုင်တော့မှာနော်ထိ9000ရမယ်ထိ9000ရမယ်မထိထိုင်တော့3ယောက်ပဲပြီးရင်တော်ပြီမြင်လားမရဘူးထိတယ်ဒီထိုင်တော့လို့ဘာဖြစ်လဲဖြည်းဖြည်းလေးကဖြည်းဖြည်းဘာဖြစ်လို့ထိုင်တာလာဟုတ်တယ်ကန်တက်တယ်ကင်မတွေကတန်းတော့လို့မရအောင်နော်ထိုင်ထားပါလို့ဟုတ်တယ်ရကွာလေသူတို့ရကွာရဖြစ်ဖို့နည်းနည်းလေးလိုပါမဖြစ်ပါဟုတ်တယ်မဖြစ်တယ်ဘာခုလေခဏလေးဟွာနာမည်မေးပါဦးနွယ်ဝဲဦးနွယ်ဝဲโอเค sorry နော်ခုနလုံးကထိတော့မှာလားနော်နာမည်ဘာလို့လဲနာမည်ဝေဟန်ခိုင်ဟမ်ဝေဟန်ခိုင်ကဲလို့သူ့နာမည်အော်ပေးအားပေးပါဝေဟန်ခိုင်ထိုင်ထားတော့5ခေါက်လေခဏအေးလာနေတော့โอเคအခုတယောက်ချင်းမလို့တော့မထီးရလူအားလုံးစုပြီးတော့ထိုင်ထားလို့မယ်နော်ဟုတ်တယ်လေနာမည်ကဘောကမွီဘောကမွီခဏလေးထိုင်ထားမလို့နဲ့အောင်နော်အမခဏရက်နေနော်မထီးရလူအားလုံးပေါင်းပြီးထိုင်ထားလို့လုပ်ကြမယ်နော်ဟုတ်တယ်သူကရှိတယ်နောက်ပေါက်တွေပါနေနာမည်ဇင်မာတဲဟမ်ဖော်လေဝါခဏလေးကနာမည်အားပေးနေရလေလို့ဟောကျော်ဒီမှာတော့ကျွန်တော်တို့အမျိုးသမီးလည်းရေးစဉ်လာရှာလို့ရပြီပါနော်အမျိုးသမီးတွေအမျိုးသားတွေဒီမှာပို့ပြပါတော့ကဲနောက်တစ်ခါဘာလို့လဲခဏကျော်ကြီးဟလားလင်းအောင်ဒီလားတိကျထားပြီးဘေးကပြိတ္တတွေရဲ့ဟုတ်တယ်အားပေးကဲလို့အားပေးမယ်သူနာမည်သူလဲနော်ရီထွေးခဏလေးအားပေးရနဲ့နားထောင်လေးဟဲ့ကဲအော်ဒါပေမဲ့ချက်တော့လွှဲတတ်တယ်နော်ကွယ်သလားခါဒါလဲလူသုံးဟမ်လောက်တောင်းအော်ဖြည်းဖြည်းတော့ရလေလောက်တောင်းဒီတော့အဲ့လိုခေါ်တော့စိတ်ဆိုးဝိုင်းလာတယ်မားတယ်စုကဲအားလုံးယူမယ်နော်ဘယ်နှခါလဲ5ခါကဲ1 2 3လေးယူမယ်နော်1 2 ရပြီအဲ့ဒါလည်းတော့ဒီ